င်္ဂလာပါပြည်သူ့သတင်းဌာနရဲ့2026ခုနှစ်မတ်လ21ရက်နေ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရခိုင်နဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်ကိုအခြေပြုပြီးဒေသခံပြည်သူတွေကိုညှဉ်းပန်းနှိပ်စက်တပ်ဖြတ်နေတဲ့အကြမ်းဖက်ဘင်္ဂါလီတွေကိုလက်ခံမှာမဟုတ်သလိုအကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်ပြီးသူတို့ဟာရခိုင်ပြည်ကိုအာဖဂန်နစ္စတန်နိုင်ငံဖြစ်လာအောင်စူးစမ်းနေကြတာဖြစ်တယ်လို့ ALP ဥက္ကဋ္ဌစောမြအာဇာလင်းကပြောပါတယ်ကျမတို့ကတော့အကြမ်းဖက်အဖွဲ့အစည်းတစ်ခုဖြစ်ပဲသတ်မှတ်ပါတယ်အကြမ်းဖက်အဖွဲ့အစည်းတစ်ခုဖြစ်မြင်ပါတယ်အခုထိဘူးတိတော်မောင်တို့နေသက်မှာဆိုလို့ရှိရင်လူတွေတောင်းမှမှာတွာလာလို့မရဘူးအခုထိအသက်ခံနေရတာရှိတယ်လူမျိုးငယ်တွေအတွက်အင်မတန်မှအန္တရာယ်ကြီးတယ်အဲ့ဒါကြောင့်မို့လို့သူတို့ရဲ့လှုပ်ရှားမှုဟာဆိုလို့ရှိရင်နေမေလူဖို့အတွက်တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ခါစင်းမစ္စတာခါစင်းတို့လက်ထက်ကဖြစ်ခဲ့တယ်လို့ပဲရခိုင်ပြည်ကိုအာဖဂန်နစ္စတန်ဖြစ်အောင်လုပ်ဖို့အတွက်ကြိုးပမ်းနေတဲ့အဖွဲ့အစည်းတွေဖြစ်တယ်လို့ပဲကျွန်တော်တို့ကသတ်မှတ်တယ်အကြမ်းဖက်ဘင်္ဂါလီပါတီတွေဖြစ်တဲ့အာဆာ RSO နဲ့အခြားအဖွဲ့တွေဟာရခိုင်ပြည်နယ်မေယူတောင်တန်းတွေနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကဒုက္ခသည်စခန်းတွေကိုအခြေပြုပြီးရခိုင်ပြည်နယ်ထဲမှာလှုပ်ရှားနေကြတာဖြစ်ပါတယ်အဲ့ဒီအကြမ်းဖက်ပါတီတွေဟာဒေသခံပြည်သူတွေကိုတပ်ဖြတ်ပြန်ပေးဆွဲငွေတောင်းမိုင်းထောင်မိုင်းခွဲတာတွေပြုလုပ်တာကြောင့်ဒေသခံပြည်သူတွေတည်ဆုံးတာထိခိုက်ဒဏ်ရာရရှိတာတွေရှိနေကြပြီးသူတို့တွေရဲ့ဘဝတွေဟာမလုံခြုံတော့တာကြောင့်ဒေသခံတွေဟာနေရစွန့်ခွာတာတွေလည်းရှိလာနေပါတယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက်တောင်းကြိုးမပေးသလိုရခိုင်ပြည်အတွက်အရန်အန္တရာယ်ကြီးတယ်အရန်ကအန္တရာယ်ကြီးတဲ့အတွက်ကြောင့်နှစ်နိုင်ငံအစိုးရတွေအနေနဲ့ဘယ်လိုပဲဖြစ်ဖြစ်ရခိုင်ပြည်နဲ့ပတ်သက်တဲ့အဖွဲ့အစည်းတွေအားလုံးကနေပြီးတော့မှဒီအန္တရာယ်ကိုတော့ပူးပေါင်းကာကွယ်ဖို့လိုတယ်လို့ကျွန်မမြင်တယ်ရခိုင်ပြည်လူမျိုးရေးပါတီဟာ2012ခုနှစ်ကစပြီးငြိမ်းချမ်းရေးလက်မှတ်ရေးထိုးထားတဲ့ရခိုင်ပါတီတစ်ခုလည်းဖြစ်ပါတယ်ခင်ဗျာပြည်သူ့သတင်းဌာနကိုကြည့်ရှုအားပေးကြတဲ့မြန်မာပြည်သူပြည်သားအားလုံးဘေးပရာဝေးကွာပြီးကိုယ်စိတ်နှပြကျန်းမာချမ်းသာကြပါစေ။